မင်္ဂလာပါရှင်ကျမတီချယ်စိန်ပါဒီဗီဒီယိုလေးကတော့ကျမစာဖတ်ပြမှာဖြစ်ပါတယ်စာဖတ်ပြမယ်ဆိုတော့အတန်ထွက်ပြီးတော့ဖတ်ပြတဲ့ဗီဒီယိုတွေကိုကျမတော်တော်များများလုပ်ခဲ့ပူပါတယ်ကျမထင်တာအပုပ်30လောက်တော့ရှိမယ်လို့ကျမထင်ပါတယ်ကျမစာဖတ်တာကိုဝါသနာပါတယ်လို့ကျမအတန်နဲ့စာဖတ်ပြီးတော့ဗီဒီယိုတွေတင်တာကိုလည်းကျမလုပ်ဖြစ်တယ်အဲ့ဒါကပုံမှန်အားဖြင့်ကတော့ဘာကြောင့်လဲဆိုတော့တချို့ဒီစာဖတ်လို့မရတဲ့အခြေအနေရှိတဲ့သူတွေရှိတယ်မျက်လုံးကအဆင်မပြေတာပြီးတော့စာမဖတ်ဖို့အချိန်မရှိတဲ့သူတွေပေါ့နော်ဒါကဗီဒီယိုတစ်ပုဒ်ဖွင့်ထားလိုက်ရုံနဲ့စာဖတ်တယ်လို့မျိုးကိုခန်းစားမိစေမှာဆိုတဲ့ရည်ရွယ်ချက်နဲ့တယောက်ဖဲနားထောင်တစ်စိတ်ဖဲနားထောင်ဆိုပြီးတော့ကျွန်တော်လုပ်ခဲ့ပါတယ်အဲ့တော့အဲ့ဒါက Facebook မှာကျွန်မတင်တယ် YouTube မှာတင်တယ်ဒါပေမဲ့အဲ့ဒီဟာတွေကိုဗီဒီယိုလုပ်ရတာကတော်တော်လေးခက်ခဲတယ်ပေါ့နော်တင်ရတာလည်းခက်ခဲတယ်နောက်ပိုင်းအကြောင်းမျိုးမျိုးနဲ့ကျွန်မမတင်ဖြစ်တော့ဘူးအခုကျွန်မရဲ့ TikTok channel မှာ TikTok account မှာကျွန်မဒါကိုပြန်ပြီးတော့ဆက်လုပ်မယ်လို့ရည်ရွယ်ထားပါတယ်ကျွန်မလည်းစာဖတ်ဖြစ်တာပေါ့နော်ပြန်ပြီးတော့ဖတ်ဖြစ်အောင်ပါအဲ့တော့ဒါကကျွန်မ viewer များတာနည်းတာနဲ့မဆိုင်ပါဘူးတကယ်နားထောင်ချင်တဲ့သူအတွက်ကိုညဘက်လေးဖွင့်ထားတာပဲဖြစ်ဖြစ်အကျိုးရှိသွားတယ်ဆိုလို့ရှိရင်ကျွန်မကျေနပ်တယ်ပေါ့နော်viewer အရင်များဖို့မလိုဘူးနားထောင်လို့အကျိုးရှိတယ်ဆိုလို့ရှိရင်ဒါကျေနပ်စရာကောင်းပါတယ်ဒီနေ့ကျွန်မကဘာကိုဖတ်ပြမှာလဲဆိုတော့မြန်မာစာကိုစိတ်ဝင်စားတဲ့သူပုံမြင်နေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့သူအတွက်ဆရာအောင်သိန်းရဲ့ယနေ့လူငယ်ရတစာပေပုံမြင်နဲ့စာပေဩဇာဆိုတဲ့စာအုပ်ကလေးတွေကပုံမြင်နေနဲ့ပတ်သက်ပြီးတော့အဲ့ပုံမြင်နေရကလေးတွေပေါ်မှာဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတဲ့ဟာကိုဖတ်ပြမှာဖြစ်ပါတယ်ဒါကမြန်မာစာသင်တဲ့ဆရာမတွေအတွက်မိဘတွေအတွက်အသုံးဝင်မယ်လို့အကျိုးရှိမယ်လို့ကျွန်မမျှော်လင့်ပါတယ်ဆရာအောင်သိန်းကဒါစာတန်းပေါ့နော်စာတန်းမှာဆရာကဒီပုံမြင်နေနဲ့ပတ်သက်ပြီးတော့အရှိမ intro အများကြီးသူဝင်ထားတယ်အဲ့ဒီမှာဒီပုံမြင်နေရလူလောကအတွက်ကိုဘာမှမဟုတ်လို့ရှိရင်လူတစ်ယောက်အတွက်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တယ်လို့သူကထင်တယ်ဘယ်လိုဖြည့်ဆည်းပေးနိုင်တာလဲဆိုတာကိုကလေးစာပေပညာရှင်အမျိုးသမီးတဦးဖြစ်တဲ့မီဟီးအာဘူနော့ရဲ့အဆိုအမိန့်တွေကိုအခြေခံပြီးတော့တင်ပြထားတာဖြစ်ပါတယ်ဒီနေ့ပထမအချက်ကိုကျွန်မဖတ်ပြပါမယ်နံပါတ်1လောကကိုယုံကြည်စိတ်ချစေသည်ပထမအချက်အားဖြင့်ပုံမြင်များသည်ကလေးလူငယ်တို့အားလောကကိုယုံကြည်စိတ်ချစေသည်ဟုဆိုချင်ပါသည်ကလေးငယ်သည်လောကကိုယုံကြည်စိတ်ချရန်လိုအပ်သည်ဒီကိစ္စမှာမရှိမဖြစ်သောကိစ္စဖြစ်ပါသည်လောကကိုယုံကြည်စိတ်ချမှုမရခဲ့သောကလေး၏စိတ်ဓာတ်သည်ဖွံ့ဖြိုးခြင်းမရှိနိုင်ပါလောကကိုယုံကြည်စိတ်ချခြင်း၌ရုပ်ပိုင်းနှင့်စိတ်ပိုင်းနှစ်မျိုးခွဲခြားနိုင်သည်ဟုဆိုပါသည်ရုပ်ပိုင်းသည်စားဝတ်နေရင်းနှင့်ဆိုင်၍စိတ်ပိုင်းတွင်လူကျင့်တရားဇွဲတတ္တိစသည်တို့နှင့်ဆိုင်သည်ဟုဆိုအပ်ပါသည်ရှေးခေတ်သိပ္ပံပညာဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေး၍စားရေးနေရေးဝတ်ရေးအတွက်ခက်ခဲပင်ပန်းကြပါသည်ထို့ကြောင့်ရှေးခေတ်ကပုံမြင်များတွင်အစာရေစာကလည်းပေးမကုန်လူမခန်းနန်းတော်ကြီးကလည်းရွှေရောင်တဝင်းဝင်းနှင့်မိုးထီလူနီးပါအဝတ်အစားကလည်းပိုးဖဲကလေးပါတိမ်လွှာဓမြစိန်ရွှေရနာကလည်းတောင်ပုံရာပုံသုံးမကုန်အောင်ပေါ်ခြင်းများခြင်းတို့ပါဝင်နေခဲ့ပေသည်ဤသို့အဖြစ်လောက၏ရုပ်ဝတ္ထုကြွယ်ဝမှုကိုမျှော်လင့်စေခဲ့သည်ယုံကြည်စိတ်ချစေခဲ့သည်ဟုဆိုကြပါသည်ကလေးငယ်၏အလုံးစုံဆုံးနေရသည်ပထမမိခင်၏ရင်ဝင်ဖြစ်သည်မိခင်၏ရင်ဝင်တွင်သို့တိုးဝင်လိုက်ရလျင်အစစကိုစိတ်ချသည်ဘေးမသည်ရမခနိုင်ပြီဟုယုံကြည်သည်မိခင်၏မေတ္တာကိုလည်းယုံမှားမရှိခံယူသည်ထိုမှတဆင့်မိသားစုထိုမှတဆင့်လောကတခွင်ကိုယုံကြည်စိတ်ချလာအောင်ဝင်စားလာအောင်ပုံမြင်များကကူညီအားပေးနိုင်သည်ဟုဆိုပါသည်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းပထမတွင်ရုပ်ဝတ္ထုနှင့်ပတ်သက်၍လောကကိုယုံကြည်စိတ်ချစေပြီးနောက်အတွေးအမြင်အားဖြင့်ဝါစိတ်ပိုင်းဆိုင်ရာအားဖြင့်ယုံကြည်စိတ်ချစေရန်လိုအပ်လာပါသည်ဤအဆင့်မှာတိမ်မွေ့သည်
မြင့်မားသည်ပထမအစတွင်မိခင်၏ရင်ခွင်ထို့နောက်ညီကိုမောင်နှမမိသားစုအိုးအိမ်ကိုယုံကြည်စိတ်ချခြင်းသည်အားကိုးခြင်းသည်ပုံမြင်များကဤစိတ်ဓာတ်ကိုဖွံ့ဖြိုးတိုးတက်စေသည်ထို့ကြောင့်ညီကိုမောင်နှမသားအမိသားအဖမိသားစုတွေတဦးကိုတဦးချစ်ခင်ကြပုံတွေ့တာကြပုံစည်းလုံးဆောင်ရွက်ကြပုံများကိုပေါ်လွင်စေသောပုံမြင်များကိုကြားရလျင်ကလေးတို့ဝမ်းမြောက်ကြသည်ဤနည်းအားဖြင့်မိသားစုဘဝကိုယုံကြည်လာစေနိုင်သည်ဘဝအတွက်ရုန်းကန်လှုပ်ရှားနေရသောမိသားစုအတွက်ရောက်လာရသောကလေးပင်ဖြစ်လင့်ကစားဤသို့သောပုံမြင်မျိုးကိုနားထောင်ရလျင်ချမ်းမြေ့ကြည်နူးခြင်းဖြစ်နိုင်သည်မိသားစုကိုယုံကြည်စိတ်ချစေနိုင်သည်ဟုဆိုပါသည်ဤနေရာတွင်ကျွန်တော်ကိုယ်ရေးလေးတစ်ခုကိုတင်ပြခြင်းပါသည်ကျွန်တော်တို့ငယ်ငယ်ကပုံမြင်ကလေးတစ်ခုကိုနားထောင်ခဲ့ရပါသည်ဤပုံမြင်ကိုကြွရောက်လာသောလူကြီးမင်းများလည်းကြားဘူးပါလိမ့်မည်အထူးဆန်းတော့မဟုတ်ပါရိုးရိုးကလေးဖြစ်ပါသည်သို့တော့ရိုးရိုးကလေးနဲ့လှမှတကယ်လှတာရိုးရိုးကလေးနဲ့လှအောင်လုပ်ဖို့ဟာခက်ဆုံးပဲဟု Morris Sanders ဆိုသူအမေရိကန်ကလေးစာပေဆရာကြီးကပြောသည်ကိုလည်းသတိရမိပါသေးသည်ပုံမြင်မှာကျမကြီးနှင့်ကြက်ကလေးတွေနနက်စာစားရန်ကောင်းကျင်ပေါင်းကြသည်ညတွင်ကောင်းကျင်ပေါင်းဝထဲ၌မိသားစုအိပ်ကြသည်ကြောင်ကြီးတစ်ကောင်ကတညောင်ညောင်နှင့်လာသည်ကျမကြီးကအတန်မပြုတ်ရန်ပြောသည်ကြက်ကလေးတစ်ကောင်ကမယိုမသိစကားဤပေါက်ချင်သည်ဟုပြောသည်ကျမကြီးကတားသည်မအောင်နိုင်၍ဘူးကနေပေါက်လိုက်ရာကောင်းကျင်ပေါင်းကြီးဝမ်းကနေကွဲ၍ကြောင်ကြီးလန့်ပြေးသည့်အကြောင်းဖြစ်ပါသည်ကျွန်တော်တို့ငယ်ငယ်ကနားထောင်၍မငြင်းငွေ့နိုင်ခဲ့သောပုံမြင်ဖြစ်ပါသည်ယခုကျွန်တော်ကြီးလာသောအခါကျွန်တော်သားငယ်3နှစ်သားအရွယ်အတွက်အိပ်ရာထဲတွင်တန်နေတန်နာနှင့်ပြောပြနေမိပါသည်တခိခိနှင့်ရီလို့မဆုံးပါပြီးလျင်ပြန်ပြောပြပါအောင်ပြန်ပြောပါအောင်နှင့်ပြောလို့ကိုမဆုံးနိုင်တော့ပါနောက်တစ်ညမှလည်းဒီပုံနောက်တစ်ညလည်းဒီပုံထက်တလဲလဲပြောရလွန်သောကြောင့်ပြောရသူပင်လျင်ပြင်းလာပါသည်သူကတော့မပြင်းပါမငြင်းငွေပါဤပုံမြင်သည်ရိုးမသွားပါကျမကလေးဤပေါအတိုင်းတခိခိရီမြဲပင်ဖြစ်ပါသည်ဤပုံမြင်ကိုအဖေကြောင့်ဤမြနှစ်သက်ရသည်။သူ့ပတ်ဝန်းကျင်တွင်မြင်နိုင်တွေ့နိုင်သောကြက်ကလေးတွေကြောင်မကြီးတွေကြောင့်နှစ်သက်စရာအံ့ဩစရာဖြစ်လေသလား။သူ့မှာအံ့ဩနှစ်သက်စရာဖြစ်နေသောလေလေချင်းအကြောင်းကြောင့်ပေလားဟုစဉ်းစားမိခဲ့ပူပါသည်။ထိုအကြောင်းများသည်ဤပုံမြင်ကိုနှစ်သက်ရခြင်း၏အခြေခံဟုတ်ချင်မှဟုတ်မည်။မိသားစုလုံခြုံခြင်းဘေးမတည်ရမခခြင်းမိခင်၏ရင်ခွင်၌နေရခြင်းစသည့်လုံခြုံမှုလေးများကြောင့်နှစ်သက်ခြင်းဖြစ်လေသလားဟုတွေးမိပါသည်အလားတူမိသားစုလုံခြုံမှုသဘောကိုဆောင်သောပုံမြင်ကလေးများကိုကျွန်တော်စိတ်ကူးဖြင့်တီထွင်ပြောသောအခါတွင်လည်းနှစ်သက်မှုရှိသည်ကိုတွေ့ရပါသည်အချို့မှာဤသို့လျင်ဘဝ၏လုံခြုံမှုကိုယုံကြည်လာစေသည်ဟုဆိုခြင်းပါသည်